မင်္ဂလာပါအခဲတဲ့ဖြစ်ပါတယ်ဆိုတော့အရင်တစ်ပုတ်တုန်းကတော့ဒီ Tecno Power 7 Ultra အကြောင်းကိုပြောခဲ့တာဆိုတော့အခုတစ်ခေါက်ကတော့ Tecno Power 7 5G ရဲ့အလှည့်ဖြစ်ပါတယ်Power 7 4G တုန်းကသူ့ရဲ့ဈေးတန်းနဲ့ပြန်ရတဲ့ specification ကလိုရာထက်တောင်ပိုနေပြီးတော့ဒီ official ထဲမှာ P2P အကောင်းဆုံးဖုန်းတစ်လုံးဖြစ်ခဲ့တယ်ဆိုတော့အခု Power 7 5G ကလည်းဒီလိုပဲလာတယ်ဆိုတော့ 5G ဖြစ်သွားတော့ဘာတွေကွာသွားလို့လဲဆိုတော့ဒီမှာကတော့တိတ်ပြီးတော့ကွာခြားမှုမရှိပါဘူးလို့ထင်နေတော့မှားမယ်ဆိုတော့ 5G ရအောင်လို့ဆိုလို့ရှိရင်ဒီ 5G chipset ကိုပြောင်းသုံးပေးရတယ်ဒါထင်သာမြင်သာအရှိဆုံးပြောင်းလဲမှုပဲနောက်ထပ် specification တွေလည်းအများကြီး upgrade ဖြစ်လာတယ်ဒီဇိုင်းပိုင်းက Tecno ရဲ့ဒီ cyber design ကိုပဲသုံးပေးထားတယ် Power 7 Ultra မှာဒီ transparent ပုံစံလိုမျိုးအပေါ်ကနေမှန်တထက်လို့ဖြစ်နေပေမဲ့ဒီ Power 7 5G မှာတော့ design ကဒီအပြင်ကိုကြွနေတဲ့ 3D ပုံစံမျိုးဖြစ်နေတယ်ဒါကတော့ခဲအောင်လေးဆိုတော့သူကတစ်မျိုးလှတယ်လို့မြင်ရတယ်ပုံမှန်ဒီ design ကိုအဖြူနဲ့အမဲပဲတွေးရတာများလို့ဖြစ်လိမ့်မယ်ဆိုတော့ပြီးတော့ဒီနောက်ဘက်မှာ LED strip နဲ့ static light ဆိုတာလေးကိုလည်းထည့်ပေးထားသေးတယ်အနောက်ဘက်ဒီဇိုင်းကဒါလှရုံတွေပေါ်ထားတာမဟုတ်ဘဲနဲ့ Power ဆိုတဲ့စလုံးတွေကိုကိုစားပြုတယ်ဆိုတော့ဒီ flat frame နဲ့ glass sandwich design ကဒီ game ဆော့တဲ့သူတွေအတွက်ဆိုလို့ရှိရင်လက်ထဲမှာကြာကင်ထားလို့ကောင်းတဲ့ပုံစံမျိုးဖြစ်တယ်ဒီဖုန်းကလည်းဒါ game ဆော့ဖို့အတွက်အဆင်ပြေတဲ့ဖုန်းတစ်လုံးဖြစ်တယ် performance ဘိုင်းအတွက်ကို MediaTek ရဲ့ Dimensity 9300 Ultimate chipset ကိုသုံးပေးထားတယ် Snapdragon 7 series တွေနဲ့ performance အတူတူပဲဆိုတော့ performance ကလည်းကောင်းထွက်တယ် HOK ကို 120 fps ထိ support လုပ်ပြီးတော့ PUBG တို့ MLBB တို့ Call of Duty Free Fire game တွေကို90 fps မှာ stable ဖြစ်နဲ့ဆော့လို့ရမယ်တာမယ်ပိုင်းကို Ultra Modern နဲ့တူတဲ့11 layer Hyper Cooling Architecture ကိုသုံးပြီးတော့အုပ်ပေးထားတယ် Heavy use မှာတော့အပူချိန်ကို5 degree Celsius ထိ short ချပေးနိုင်တယ်လို့ဆိုတယ်ဆိုတော့ဈေးကွက်ထဲကတကယ်ကောင်းပါတယ်ဆိုတဲ့ vapor chamber တွေတော့3 degree Celsius လောက်ပဲရတာဆိုတော့တော်တော်မိုက်တယ်ဆိုတော့ cooling system တစ်ခုလုံးရဲ့ area ကဒီဖုန်းရဲ့နေရာအားလုံးဒီဘောကိုလွှမ်းခြုံပေးထားနိုင်တယ်RAM 8GB နဲ့လာတဲ့ heavy use အတွက်ကိုဒီ gaming အတွက်ကိုလုံလောက်တဲ့ပမာဏပဲ multitasking ကောင်းကောင်းသုံးနေတယ်ဆိုလို့ရှိရင်နောက်ထပ် 8GB ကို extend လုပ်ပြီးတော့သုံးလို့ရတယ် storage ကလည်း 256GB နဲ့အကြိုက်သုံးလို့ရမယ် screen ကို 6.78 inch ရှိတဲ့ LCD display ကိုသုံးပေးထားတယ် LCD display ဆိုပေမဲ့ဒီ AMOLED panel တော်တော်များများထပ်ပို့ပြီးတော့ကြည့်လို့ကောင်းတယ်ဆိုတော့ LCD ပါတဲ့အဓိကအကြောင်းရင်းက144Hz refresh rate ကိုဒီဈေးတန်းထဲမှာထည့်ပေးကြလို့ပဲဆိုတော့သုံးရတာတော်တော်လေး smooth ဖြစ်တယ် gaming ပိုင်းအတွက်လည်း high refresh rate မှာ display lagging မရှိဘဲနဲ့ကောင်းကောင်းဆော်လို့ရမယ် color ပိုင်းမှာကြည့်ရတာမျက်စိ A ပြီးတော့ TUV Rhineland Eye Protection Certified လည်းဖြစ်တာလို့မျက်စိထိခိုက်တာကိုလည်းသက်သာစေတဲ့ display ဖြစ်တယ် audio ပိုင်းမှာ Power 7 Ultra 2 dual stereo speaker ကိုမှ Dolby Atmos နဲ့ High Res Certified လည်းဖြစ်တဲ့ speaker တွေကိုသုံးပေးထားတယ်Tecno Power 7 5G မှာရောဒီ Tecno Power 7 Ultra မှာရော worry free travel ဆိုတဲ့ function ပါတယ်ဆိုတော့ Tecno ကတော့ travel mode 1.0 လို့လည်းခေါ်တယ်ဆိုတော့သူကဒီ features တစ်ခုတည်းမဟုတ်ဘဲနဲ့ခီးသွားတဲ့အခါမှာအလိုအဆုံးဖြစ်မဲ့ features တွေကိုစုပေးထားတဲ့သဘောခီးသွားရင်ဒီ phone battery မှာလောက်မှပူနေရတာမျိုးတွေအတွက်ဒီဖုန်းတွေကလုံလောက်တဲ့ battery သက်တမ်းကိုပေးနိုင်တယ် GPS မမီတစ်ချက်ဖြစ်နေတဲ့ပြဿနာတွေကိုလည်း pinpoint navigation နဲ့ဖြေရှင်းပေးထားတယ် line ဆွဲအားလည်းပိုကောင်းအောင်လုပ်ပေးထားပြီးတော့ဒီ outdoor မှာဖုန်းခေါ်တဲ့အတန်ကိုလည်းပိုကောင်းအောင်လုပ်ပေးထားတယ်ဆိုတော့ဒါခီးသွားရသည်မှာခဏခီးထွက်ဖြစ်တဲ့သူတွေအတွက်အဆင်ပြေတဲ့ဖုန်းတစ်လုံးဖြစ်လာလိမ့်မယ်ကင်မရာပိုင်းကို50 megapixel main camera ကိုသုံးပေးထားတယ် Power 70 Ultra မှာလိုပဲ Vivid camera ကိုသုံးပေးထားတာကပုံထွက်ပိုင်းမှာ color ပိုင်းတော်တော်လေးကောင်းအောင်တွေ့ရတယ် natural ဆန်တဲ့ပုံထွက်ကိုရတယ်ဆိုတော့ zoom ပိုင်းတွေမှာလည်းမဆိုးဘူး detail လေးတွေကျန်တယ် selfie camera ကိုတော့ Power 7 Ultra နဲ့အတူတူပဲ30 megapixel camera ကိုသုံးပေးထားတယ်ဆိုတော့ပုံထွက်ကမတိမ်မယိမ်ပဲAndroid 15 base ဖြစ်တဲ့ iOS 15 နဲ့လာတယ် iOS 15 ကတော့ကျွန်တော်ရှေ့ရ Tecno Power ဖုန်းတွေရဲ့ဗီဒီယိုတွေမှာလည်းကျွန်တော်ပြောခဲ့သလိုပဲ clean look ဖြစ်ပြီးတော့ customize တွေအများကြီးလုပ်လို့ရတဲ့ OS ဖြစ်တယ်ဆိုတော့တခုသဘောကျဖို့ကောင်းတာက third party app icon တွေကိုပါသူ့ရဲ့ themes နဲ့ကိုက်အောင် auto redraw လုပ်ပြီးတော့ပြောင်းပေးထားတာပဲရှုပ်ထွေးတွေဖြစ်မနေတော့ဘူးပေါ့ AI ဘိုင်းမှာ AI assistant အနေနဲ့ Tecno ရဲ့ Ella ပါတယ် AI writing AI translate AI note AI subtitle နောက် AI wallpaper generator တို့နောက် call assistant တို့ cycle to search တို့လို function တွေအပြင်တခြား AI functions တွေအများကြီးပါသေးတယ် battery ဘိုင်းအတွက်ကိုလည်း Power 7 Ultra 2 6000 mAh battery ကိုသုံးပေးထားတယ် heavy use သုံးမယ်ဆိုရင်တော့မှပဲတစ်နေ့လုံးအတွက်လုံလောက်တဲ့
battery ပမာဏဖြစ်တဲ့ battery ကိုရေရှည်အသုံးခံအောင်လည်းလုပ်ပေးထားတယ် TUV Ryland ရဲ့ဒီ long duration certified လည်းဖြစ်ထားသေးတယ်အကျဉ်းရေ1800ကျော်ထိအသုံးရမယ်ဖြစ်ဖြစ်4နှစ်ကျော်သုံးတာပဲဖြစ်ဖြစ် battery life ကအသုံးခံတယ်လို့သိရတယ်အားပြန်သွင်းဖို့အတွက်45 watt fast charger နဲ့အားပြန်သွင်းလို့ရမယ်90ရာခိုင်နှုန်းကိုနိုင်ဝက်အောင်နဲ့အားပြန်သွင်းလို့ရမယ် bypass charging 2.0 ကိုလည်းဒီဖုန်းမှာတစ်ခါရဲထည့်ပေးထားသေးတယ်30 watts wireless charging ကိုလည်း support လုပ်သေးတယ်ဆိုတော့ဒါကဒီ Mirage phone တစ်လုံးအတွက်တော်တော်လေးကိုပြည့်စုံတဲ့ function တွေကိုစုထည့်ပေးထားတာပဲ IP64 dust and water resistant ကိုလည်းထည့်ပေးထားသေးတယ်ဒါက Power 7 series တစ်ခုလုံးမှာပါတာဆိုတော့ဒါပုံမှန်ရေဆိုတာတွေအတွက်ကောင်းကောင်းခံနိုင်ရရှိတယ်Tecno Power 7 တစ်ခုလုံးနီးတူဒီ Tecno Power 7 5G ကလည်းပေးရတဲ့ဈေးနဲ့ပိုတန်တဲ့ဖုန်းတစ်လုံးဖြစ်ပါရဲ့လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကောင်းခံနိုင်ပါနောက်ဗီဒီယိုတစ်ပုဒ်မှာတွေ့ပါမယ်